Okay ကျွန်တော်3ကကျွန်တော်ဗာမေးတယ်ဟွာအဲ့ event ကို order စီခိုင်းတာချင်event တွေကိုကျွန်တော် order ဆင်ခိုင်းတာပေါ့နော်ကျွန်တော်ဒါက question type ကဘာဖြစ်မလဲဟွာ chronological order chronological order ပေါ့နော်ကျွန်တော်သူနဲ့ဆင်တဲ့ဟာနောက်ထပ်ဆင်ခိုင်းတဲ့ဟာဘာရှိသေးလဲ sequence လားဒီချင် sequence เนาะကျွန်တော် sequential နဲ့ကျွန်တော် chronological order နဲ့ဘာကွာလဲ မမီတော့ဘူးဒီချင် Okay ကြ chrono ဆိုတာက time နဲ့တူတာเนาะမှတ်မိရနော်ဟုတ်ဒီချင်อืม chronological order ဆိုတာကျွန်တော်time နဲ့တူတော့သူက time order ကိုပြောချင်တာသူ့မှာကအချိန်ကအရေးပါတယ်အချိန်ကိုဆင်ပေးရတာကွယ် sequential ဆိုတာchronological order နဲ့မဟုတ်ဘဲနဲ့သူကကဏ္ဍအစဉ်လိုက်ပြောဒါမှမဟုတ်ရင် recipe ကွယ် recipe ဆိုရင်ဘာပြီးဘာလို့ဆိုရဲအစဉ်လိုက်ကဏ္ဍအစဉ်လိုက်တစ်တစ်သုံးလေးအစဉ်လိုက်ဆိုလဲကျွန်တော် sequential ဆိုပြီးခေါ်တယ်ပြီးရင် paragraph တွေမှာဘယ်အချက်ပြောဘယ်အချက်ပြောရလဲဆိုလဲ sequential ပဲအဲ့ဒီဟာဒီမှာကအချိန်ကအရေးမပါဘူး ဒါပေမဲ့ chronological order ဆိုရင်အချိန်ကအရေးပါတယ်ပေါ့နော်ကျွန်တော်အချိန်ကအရေးပါတယ်ဆိုရင်ကျွန်တော်သတိထားမယ့်အချက်တွေရှိရပေါ့နော်ဘယ်လိုဟာတွေလဲရင်ဘယ်လိုဟာတွေကိုသတိထားရမလဲအာ beef ဟွာ before တို့ဘာတို့ဒီချင်အဲ့ရဟုတ်တယ်ကျွန်တော်တို့ကဒီ signal words လေးတွေပေါ့နော်အချိန်ကဘယ်အချိန်လဲဆိုတာကိုပြမယ်သူက signal words လေးတွေပြောလို့ရတယ်ကျွန်တော်အဲ့မှာချက်ပြောချင်တာကအဲ့လိုမေးခွန်းတွေဆိုရင် trap လေးတွေပါတယ်ပေါ့နော်မှားပြောဖြေတတ်တာလေးရှိရဲအဲ့ဒါဘာဘယ်အချက်ဖြစ်မလဲမှတ်မိလားဟွာသူကဟွာနောက်မှဖြစ်တဲ့ဟာကိုအရင်ရေးထားပြီးတော့အရင်ဖြစ်တဲ့ဟာကိုอืม ကြတော့နောက်မှရေးတာဟုတ်တယ်နော်ကျွန်တော်အဲ့ဒါကိုကျွန်တော် flashback ဆိုပြီးတော့ခေါ်ရနော်အတိတ်တုန်းကဖြစ်ခဲ့တဲ့ဟာတွေကဖြစ်ပြီးသားဒါပေမဲ့အခုဖြစ်တဲ့ဟာကိုကျွန်တော်အရင်ရေးတယ်အရင်ရေးပြီးကမှအရင်ဖြစ်တဲ့ဟာကို flashback အနေနဲ့ထည့်ထားရပေါ့နော်အဲ့ဒါဆိုရင်တကယ်ဒီနောက်မှရေးခဲ့တဲ့ဟာကအဖြစ်ဖြက်က event ကဆိုရင် first event ဖြစ်နေပြီပထမဆုံးစာထဲမှာပါတဲ့ event ကနောက်က event ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဒါကကျွန်တော် flashback ဆိုပြီးတော့ခေါ်တာနောက်တစ်ခုကကျွန်တော် plan လုပ်ထားရလည်းရှိရပေါ့နော်ကျွန်တော် plan လုပ်ထားရကျတော့ အမ်သူကမဖြစ်သေးတဲ့ဟာဥပမာမနက်ဖြန်ကကြာရင် homework လုပ်မယ်တနေ့ရောက်သွားမယ်ဘာလုပ်မယ်ဆိုပြီးတော့စီစဉ်ထားရရှိရယ်ကွယ်ဒါပေမဲ့အဲ့စာပိုက်ထဲမှာ character တယောက်ယောက်ပြည့်author ပဲဖြစ်ဖြစ်အဲ့လိုပြောလိုက်တာ ਨੇ အဲ့ဒီဟာကဖြစ်ပြီးသွားတဲ့အရာအဲ့နေရာမှာဖြစ်နေတဲ့အရာမဟုတ်ဘူးပေါ့နော်သူတွေးတယ်ဆိုတာကတော့ဟုတ်တယ်သူတွေးတယ်ဆိုတဲ့ action event ကတော့အဲ့ဒီနေရာမှာဖြစ်တာဒါပေမဲ့သူဘာလုပ်မယ်ဆိုတဲ့နောက်နေ့မှာလုပ်မယ့်ဟာကတကယ်မဖြစ်သေးတဲ့အရာပေါ့နော်တွေ့ကြတော့အဲ့လို planning လုပ်ထားတဲ့ဟာတွေဆိုလည်းကျတော့ဟိုဒီသူသူရေးထားတဲ့စာပိုက်ရဲ့အစင်လိုက်အတိုင်းဖြေလို့မရဘူးပေါ့နော်ကျွန်တော် chronological order မှာကအဲ့ဒါကဂရုစိုက်ဖို့လိုတယ်ကျွန်တော်သူတို့ပါတယ်ဆိုတော့ကျွန်တော် keywords ကိုကြည့်ပြီးတော့စာပိုက်ထဲမှာသွားရှာလို့မရဘူးပေါ့နော်ကျွန်တော်စာပိုက်ကိုတေချာလေးဖတ်ပြီးတော့မှဘာပြီးဘာဖြစ်တာလဲဆိုတာကိုကိုယ်တိုင်တေချာပေါ့ရွေးမှရမယ်ပေါ့နော်ကီရောဒီမေကုန်းမှာကတော့ညီမလေးဘယ်လိုဖြေခဲ့လဲစာပိုက်ထဲမှာကအကုန်ဖတ်ပြီးမှဖြေရဆိုတော့တွားကြည့်ဖို့လိုသေးလား အဲတစ်ခေါက်ဖြည့်ပြီးတော့နည်းနည်းပါးပြင်ပြီးတော့ပြန်တိုက်ကြည့်လိုက်ဒီချင်ပြန်လိုက်ကြည့်နော်ပြန်တော့ကြည့်ရတယ်တို့အဲ့ဒီမိဘဖလာတာရဲ့မှာအဲ့အကြောင်းရင်းကအဲ့ဒါပေါ့နော်တို့ပုံမှန်ဆိုရင်ကျတို့ကစာပိုက်ကိုဖတ်လိုက်တယ်စာပိုက်ကိုဖတ်ပြီးရင်မိဘကိုသွားဖြည့်ရယ်ဖြည့်ရင်စာပိုက်ကတချို့ဟာတွေကမတိကျတာရှိရယ်မတိကျတော့ပြန်ပြီးတော့သွားကြည့်ရရှိရယ်ပေါ့နော်အဲ့ဒီစာဆိုရင်ကျတို့ကမိဘကိုတပုတ်ကိုပဲပေါ့နော်မိဘတပုတ်ကိုပဲအရင်ကြည့်ပြီးခင်အဲ့ဟာကိုစိတ်ထဲမှာမှတ်ထားပြီးတော့စာပိုက်ကိုပထမဆုံးအပိုက်ဖတ်လိုက် ပထမဆုံးအပိုက်ဖက်ပြီးတာနဲ့အဲ့မိကွန်ဖြေလို့ရဆိုဖြေလိုက်အဲ့ဒါဆိုရင်ပထမဆုံးအပိုက်လည်းပြီးတယ်မိကွန်းတစ်ပုဒ်လည်းပြီးရပေါ့နော်မဟုတ်ဘူးဆိုရင်မိကွန်းမပြီးဘူးပထမဆုံးအပိုက်ပဲပြီးသွားမယ်ပေါ့နော်ပြီးရင်သွားပြီးတော့ပြန်ဖက်ရတော့အချိန်ကကုန်တယ်ကွယ်တို့မိကွန်းအရင်သွားဖက်ပြီးကမှစာအုပ်ရားတလောက်ဖက်ပြီးခင်အဲ့မှာရားတလောက်ဖြေခဲ့ရင်စာပိုက်ဖက်ပြီးတာနဲ့မိကွန်းဖြေပြီးတာနဲ့အကိုက်လောက်သွားပြီးကြာရပေါ့နော်တို့chronological order ကိုမေးတယ်ဆိုရင်ဖြေနည်းနှစ်နည်းရှိရပေါ့နော်တို့အဲ့ဒါလေးနည်းမှတ်ထားပါနော် ဟိုဒါကညီမလေးဘယ်လိုအားတာလဲဆိုတာနဲ့ပဲဆိုင်ပါ
ဘယ်လိုဖြစ်မှာလဲဆိုတော့ကျတော့အဲ့ဟာကအဲ့မေကွန်းကကျို့မေကွန်းဆက်ရဲ့မှာရှေ့ဆုံးရှေ့ပိုင်းနားမှာကြာရဲဆိုရင်အဲ့ဒါကိုကြော်ခဲ့ပြီးတော့ကျမနောက်ဆုံးမှာဖြေပေါ့နော်ကျတော့အဲ့လိုဖြေချင်တာဖြစ်ပါလဲဆိုတော့နောက်ဆုံးရောက်သွားတဲ့အတွက်ညီမလေးရဲ့ရှေ့မှာကစာပိုက်ကအကုန်နီးပါးကိုဖတ်ပြီးသားဖြစ်သွားမယ်ကွယ်တို့ကြတော့တက်ကြီးအရန်ရှာစရာမလိုတော့ပဲနဲ့နောက်ဆုံးဖြစ်တဲ့အတွက်တန်းပြောကြတော့ဖြေဖို့ကရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုးနံပါတ်1တို့2တို့နေရာမှာအရင်လာရဲဆိုရင်ဟိုနားလည်တော့အခြေပြောတာအတန်ထစ်လာရင် မထစ်ပါဘူးတကယ်ထင်ဘူးเนาะကြောကြတော့နံပါတ်ကိုရှေ့ဆုံးမှာလာတဲ့1တို့2တို့နေရာမျိုးမှာလာရဲဆိုရင်ကြတော့အာတန်ပြော့ဖြည့်ခြင်းတယ်ကွယ်ဖြည့်ခြင်းတယ်ဆိုရင်ကြတော့ဘယ်လိုဖြည့်မလဲဆိုရင်ကြတော့လေအဲ့မှာအရင်ဆုံးဒီအဖြည့်တွေကိုအရင်ဖတ်ပေါ့နော်အဖြည့်တွေကိုဖတ်ပြကြတော့ကျတို့ဟိုကိုကရှိမှာကတစ်ပိုက်လဲဖတ်ပြင်ပြီးမယ်နှစ်ပိုက်လဲဖတ်ပြင်ပြီးမယ်ပေါ့နော်တို့ကြတော့ဒီအဖြည့်တွေကတချို့ဟာတွေတော့တင်ပါပဲကွယ်တို့ဥပမာဆိုရင် A နဲ့ C နဲ့ကိုတည်တယ်မလားတည်တယ်ဆိုရင် A နဲ့ C နဲ့ကိုအရင်ဆင်ထားလိုက် A ကအရင်လာမှာလား C ကအရင်လာမှာလားဆိုတော့ဆင်ထားလိုက်အဲ့တော့ပြီးပြီဆိုရင်အဲ့နှစ်ခုကိုဆင်ပြီးဆိုရင် B နဲ့ D နဲ့ကိုဖတ်ပြီးဆိုရင်ကျတော့ပုံမှန်ဆိုရင်ကျတော့ A ရော B ရော C ရော D ရောကိုခေါင်းထဲမှာမှတ်ထားပြီးတော့စာပိုက်ထဲမှာသွားဆိုင်ကြတော့ခေါင်းထဲမှာ၄ခုကြီးတောင်မှတ်ထားတာဆိုတော့ကျတော့မေ့သွားတဲ့တဲ့ကွယ်တို့ကျတော့ A နဲ့ C နဲ့ကိုညီမလေးကတီးပြီးဆိုရင် B နဲ့ D နဲ့ပဲမှတ်ရုံပဲတို့ B မှာဆိုရင်ဂျူနသန်ကအလုပ်သွားမှလာမေးတဲ့မေးခွန်းရဲ့ဂျူနသန်သူ့ရဲ့အလုပ်မှာဘယ်တော့မှ used to ဖြစ်မှာမဟုတ်ဘူးဆိုပြောတဲ့ဒိုင်ယာလို့ရဲ့အဲ့နှစ်ခုရဲ့ကိုသွားပြီးတော့ရှာရုံပဲပေါ့နော်တို့ကြတော့ဒါကကြတော့ဟိုဒီဒီစာဒီသူရဲ့ question ရဲ့မှာဒီ state ဆုံး set ပိုင်းမှာလာရဲဆိုရင်အဲ့လိုမျိုးဖြည့်ကြည့်ပေါ့နော်တို့ကြတော့အဲ့လိုမျိုးမှတ်ပြီးခဲ့ချိန်မှာကျတော့စာပိုက်ထဲမှာသွားရှာပေါ့နော်တို့အဲ့ဒါကတော့ပုံမှန်လုံးနေကြဟာဆိုတော့အရင်တော့မထူကြဘူးဒါပေမဲ့ဒီမှာ tips တစ်ခုပေးချင်တာကကျတော့ကျတော့ AC ABCD လေးခုလုံးကိုစာပိုက်ထဲမှာဖတ်ခဲ့ပြီးပေါ့နော်ဖတ်ခဲ့ပြီးဆိုရင်အာဟိုပို့ပြီးတော့မြန်အောင်ဘယ်လိုဆင်လဲဆိုတော့ပြောပြချင်တာပေါ့နော်တို့ကြတော့အဲ့လိုဆင်ရင်ကြတော့ကျတော့အရင်ဆုံး compare လုပ်ရမယ်ကွယ်တို့ဘယ်လိုလုပ်မလဲဆိုတော့ A နဲ့ B နှစ်ခုပဲအရင်ဆုံးကြည့်ကြည့်မယ်ပေါ့နော်ကဲတော့ A နဲ့ B နဲ့ကိုဆိုရင်မြင်ရလာရင် ဟုတ်မြင်ရပါတယ်တကယ် A နဲ့ B နဲ့ဆိုရင်ဆင်ကြည့်မယ်တော့ A ကကျတော့ဘာပြောလဲအမ်ဂျော်နသန်ကသူ့အလုပ်ကို used to ဖြစ်သွားမယ်လို့ပြောတာဂျူနသန်ကသူ့အလုံးမှာ used to ဖြစ်သွားနိုင်မယ်အသားကျသွားနိုင်မယ်ဆိုပြီးပြောတာပေါ့နော် B ကကြတော့ရော အမ်သူအဲ့ဗာလဲဂျော်နသန်ကအလုပ်ကိုမန်ဒေးဆိုတော့ပြန်သွားတော့ဟာလားလို့ပြောတာ မန္တလေးပြန်တော့ပါလင်ဒါကဂျိုနသန်ကိုမေးတာပေါ့နော်ဟိုတနင်္လာနေ့ကျရင်အလုပ်ပြန်သွားမှလားသူကကျတော့ဟိုအခုကဂျိုနသန်ကအလုပ်သွားနေသေးလားယင်မသွားသေးပါမသွားသေးတဲ့ပုံစံပေါ်ရယ်ပေါ့နော်အလုံနားနေတဲ့ပုံစံကိုပေါ်တယ်ဘာလို့ဆိုတော့ goes back ဆိုတော့ကျတော့ပြန်သွားတယ်ဆိုတော့အခုကသူအလုံနားထားတဲ့ပုံစံမျိုးဟို infer လို့ရတယ်ကျတော့ A နဲ့ B မှာဆိုရင်ကျတော့ဘယ်ဟာအရင်ဖြစ်လဲအမ်ဟိုဟာ B ရင်ဖြစ်တယ်တကယ်B ကအရင်ဖြစ်တာเนาะဒီတော့စောင်းဝဲမှာကျတော့ဒါမျိုး drag and drop လုပ်ရတာညီမလေးကအဖြေကိုဆွဲပြီးတော့ကျတော့အဲ့မှာဆင်ပေးရမှာပေါ့เนาะဒီတော့သူ့မှာကဒီမှာတော့ဇယားခွက်လေးပါတယ်အဲ့အခွက်ထဲကိုခွက်ထည့်ပေးရမှာကျတော့ A နဲ့ B ကိုရှင်းလိုက်ရင်ကျတော့ B ကအရင်လာမယ် A ကအရင်လာ A ကနောက်မှလာပေါ့เนาะဒီလိုပုံစံဖြစ်သွားမှာเนาะဒီတော့ကျတော့ဒါဆိုရင်ကျတော့နှစ်ခုကိုဆင်ပြီးပြီဒီတော့ C ကိုဆက်ပေးမယ် C ကဘာပြောလဲသူကကျတော့ insert တစ်ကောင်လိုမျိုးခံစားရတယ်လို့ပြောတယ်ဂျူနသန်ကသူက insert တစ်ကောင်တောင်ခံစားရတယ်ဆိုပြီးပြောတယ်။ပြောကြတော့ဒီမှာ A နဲ့ B နဲ့ A နဲ့လာရဲဆိုတော့ B ရှိမှလာမလား A ရှိမှလာမလားဆိုတာတွေးမယ်ပေါ့နော်။ဒါဆိုရင် C ကကျတော့ B ရှိမှလာတာလားယင်မဟုတ်ပါမဟုတ်ဘူးနော်။ဒါဆိုရင် A ရှိမှလာယင်ဘူးမဟုတ်ပါမဟုတ်ဘူး။ဒါဆိုရင် A နောက်မှလားဘူးဟုတ်တယ်တကယ်ဟုတ်တယ်နော်။ဒါဆိုရင်ကျွန်တော်ဒီမှာကအာ BAC ဆိုပြီးတော့3တန်းရသွားပြီပေါ့နော်။ဒီတခါလေးကျရင်ကွာ၄ခုလုံးကိုဖတ်ပြကြတော့ဘယ်ဟာ1လဲ2လဲဆိုစာပိုက်ထဲမှာတစ်ခုချင်းသွားပြီးတော့ရှာရတယ်ကွယ်။အဲ့လိုမရှာဘဲနှစ်ခုချင်းကိုပဲ compare လုပ်ပြီးတော့ဖြေလို့ရတယ်ပေါ့နော်။ Okay okay ကြောကြတော့ကျွန်တော် D ရှိမယ်ပေါ့နော်။ D ကကြတော့ရောဘာပြောလဲသူ့အလုပ်ဘယ်တော့မှ used to ဖြစ်မှာမဟုတ်လို့ပြောဟုတ်တယ်နော်။ကြောကြတော့ B ရှိမှပြောရလားသူကမဟုတ်ပါဘူးဟုတ်ဘူး A နဲ့ B ရလာရင်မဟုတ်ပါဘူး ဖေးနားလဲ A ရဲ့အနောက်မှာတကယ် A ရဲ့အနောက်မှာเนาะကြတော့ကြတော့သူကဆိုရင်လည်းဒီ B ရှိလည်းဖြစ်နိုင်တယ် A ရှိလည်းဖြစ်နိုင်တယ် C ရှိလည်းဖြစ်နိုင်တယ် C ရဲ့နောက်ဆုံးမှာလည်းဖြစ်နိုင်တယ်ပေါ့เนาะပြီးတော့ဒီမှာကျတော့A နဲ့ D နဲ့ကိုနှိုင်းလိုက်တော့ကြတော့
A ရဲ့နောက်မှာသူကကြာရယ်ပြီးရင် C ရဲ့ရှေ့မှာဒီလိုကြာရယ်ပေါ့နော်တို့ကြတော့ Linda ကအရင်ဆုံးသူ့ကို suggest လုပ်တာဟိုပြောတာပြောပြီးခင်ကျမှ Jonathan ပြန်ပြောကြတော့ဘယ်တော့မှ used to ဖြစ်မှာမဟုတ်ဘူးဆိုပြီးပြောတာပေါ့နော်ဒါပေမဲ့အဲ့ survey ထဲမှာလေဘယ်တော့မှ used to ဖြစ်မှာမဟုတ်ဘူးဆိုပြီးရေးထားလာရင်ဘယ်လိုရေးထားလဲအမ်ဟို7မှာပြောတာဒီချက် 7မှာဘယ်လိုပြောရလဲ I have never managed it ဆိုပြီးပြောတာဟုတ်တယ်ကျော်ဒီမှာက used to လို့ရေးထားလားမရေးထားပါဘူးမရေးထားဘူးเนาะကျော်ဘာလုပ်ထားလဲအဲ့ဒါသူအဲ့ဟာဘယ်တော့မှစီမံနိုင်လိမ့်မယ်လို့မထင်ဘူးလို့ပြောဟုတ်တယ်เนาะကျော်အတိတ်ဘယ်ကတူလာရင်မတူပါဘူးအတိတ်ဘယ်မတူဘူးဒါပေမဲ့ပြောချင်တာရောပြောချင်တဲ့ဟာတော့တူတယ်တစ်ချက်ပြောချင်တာဆိုလိုရင်းကတော့အတူတူပဲပေါ့နော်ကျွန်တော်စကားလုံးမတူတာအဲ့ဒါဆိုရင် paraphrase လုပ်တယ်ဆိုပြီးခေါ်ရပေါ့နော်ကျွန်တော်ကြတော့တခါလေကြာရင် sorry ထဲမှာသွားရှာပြီးတော့ကြာမတွေ့ရင်အဲ့ဒါကိုမပါဘူးဆိုပြီးထင်တတ်တယ်ဒါပေမဲ့သူက paraphrase လုပ်ပြီးတော့အဖြေမှာတစ်မျိုးပြောင်းပြီးရေးတတ်တယ်ပေါ့နော်တော့ဒီမှာက I've never managed it ဆိုတာကအသားကျအောင်သူဘယ်တော့မှ manage မလုပ်နိုင်ဘူးဆိုပြီးပြောထားတာကျွန်တော်အဖြေကအတူတူပဲ used to နဲ့အတူတူပဲပေါ့နော်ကျွန်တော်ဒီမှာက chronological order မှာကကျွန်တော်အဖြေက BADC ဆိုပြီးဖြစ်သွားတာပေါ့နော်။စာဝတ်မှာကြာရင်ဒါမျိုး drag လောက်ရတာနော်။တခါလေကြာ drag လောက်ရတယ်တခါလေကြာရင်အာဒီအဖြေမှာမှ BCAD တို့ဘာညာတော့အဲ့လိုမျိုးပါတယ်အဲ့ဒါမှကိုကမှန်တဲ့အစင်ကိုရွေးပေးရတယ်ပေါ့နော်။ကျွန်တော် chronological order မှာကပုံစံ2မျိုးလာနိုင်တယ်နော်။